အားလုံးပဲမင်္ဂလာပါဒါ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကစနေနေ့ဆိုတော့ပေါ့နော်ဒီအစောပွဲတွေဒီညနေပွဲတွေရှိတယ်ဒါဒီနေ့ပြောမှာကညနေပွဲနှစ်ပွဲကိုပဲဒါပြောပြပြီးမယ်အစောပိုင်းပွဲတွေတော့ဒါမောင်းကက်ကိုစောစောလေးတော့တင်မိမယ်နော်ဒီစပြီးတော့ဒါ Real Madrid နဲ့ Real Sociedad အဲ့ဒီပွဲလေးတော့အရင်ဆုံးပြပြပေးမယ်ရှင်နှစ်တင်းကတော့ပေါ့နော်ဒီပွဲတစ်ခုချင်းစီရဲ့ဒီရလက်ပိုင်းတွေကတော့ဒီကောင်းတဲ့ထဲမှာတော့ရှိရနော် Real Madrid ရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်လည်းပေါ့နော်14ကိုတွေးယူနိုင်ခဲ့တယ်အင်ကွင်းကစားခဲ့တဲ့ဒီပွဲတွေမှာပေါ့ဒီယာကိုတွေရခဲ့ပြီးတော့အနိုင်တွေရခဲ့တယ်ရှင်Sociedad ကပြီးခဲ့တဲ့၅ပွဲမှာပေါ့နော်၄ပွဲအနိုင်နဲ့တပွဲတည်တော့သူကကြာထားတယ်17ပွဲဆက်တော့သူကတော့ရှုံးပွဲတော့မရှိခဲ့ဘူး Sociedad ကတိုက်စစ်တီကလည်းအတော်လေးကိုပေါ့နော်ကောင်းလာတာကိုလည်းတွေ့ရတဲ့ရှင်ရာမတ်တွေအဆင့်နေမှာဆိုရင်လည်းပေါ့နော်နှစ်တင်းစလုံးကကောင်းနေတာကိုလည်းတွေ့ရတယ်။ Real Madrid ကအစောပိုင်းပေးထားတဲ့ကြေးကပေါ့နော်ဒီတလုံးပြည့်ရှုံးတယ်6ပေါင်းက3လုံး50စားနဲ့တော့ကြေးပေးထားတယ်။ဒီဘက်ကအနည်းဆုံးတော့ပေါ့နော်ဒီ2-1 2-0လောက်တော့ဖြစ်မယ်လို့တော့တော့ခံမှန်းမိတယ်ပေါ့နော်ဒါအကြိုက်နဲ့ပေးရမယ်ဆိုရင်တော့က Real Madrid ကိုပဲပိုကြိုက်တယ်ရှင့်။နော်6ပေါင်းအတွက်ကတော့ပေါ့နော်6ပေါ်ကိုတော့စွန်သားကြည့်ထားရင်နော်ဒီနောက်ထပ်တစ်ပွဲကတော့ဗီလာနဲ့ဒီနယူကာဆယ်ပွဲလေးတော့ထပ်ပြီးတော့ပြပြပေးမယ်။ Aston Villa ကဒီရာဒီမှာပေါ့နော်ခြေစွမ်းနေအနှဲငယ်ကျနေတာကိုလည်းတွေ့ရရဲ့ရှင်။ရှုံးပွဲတွေဒီတရေပွဲတွေလည်းရှိနေတယ်။ပြီးတော့ကစားခဲ့တဲ့ဒီ3ပွဲရတယ်ပေါ့နော်ဒီအနိုင်ရရှိခဲ့တဲ့ရှင်။နိုင်ပွဲတွေကဒီအဝေးကွင်းထက်ပေါ့နော်အိမ်ကွင်းမှာပုံများနေတာကိုလည်းတွေ့ရရဲ့။နယူကာဆယ်ကဒီရှုံးပွဲတွေ3ပွဲစတိုက်ပေါ့နော်ရရှိထားတယ်။နောက်ဆုံးကစားခဲ့တဲ့ဒီစပါးနဲ့ပွဲမှာကျတော့2-1နဲ့ကပ်ပြီးတော့အနိုင်ရရှိခဲ့တယ်။ဟတ်တူဟတ်ပိုင်းမှာကြတော့ပေါ့နော်ဒီရလက်ကောင်းကောင်းနဲ့အနိုင်ရထားတာလေးလည်းတွေ့ရရင်နော်နှစ်တင်းကတော့ပေါ့နော်ချင်းစွဲနေရအညံ့ကြီးတော့မဟုတ်ဘူးအကောင်းတဲ့ထင်မှာတော့ရှိတယ်ပေါ့နော်ဒီပွဲမှာလည်းသူတို့ကဒီရမှတ်တွေလိုအပ်နေတဲ့အတွက်တော့နော်တူနိုင်ကိုနိုင်တော့အပြိုင်အဆိုင်ကစားလာကြမယ်လို့ထင်နေကြေးပိုင်းကိုတော့နော်ဗီလာဘက်ကတဝက်ရှုံးနေ6ပေါင်းက3လုံး50စားနေတော့အစောပိုင်းကြေးကိုတော့သူဖွင့်နေထားတယ်နယူကာဆယ်ဘက်ကလည်းဒီပွဲမှာတကူ2ကူတော့သူရအောင်ယူနိုင်နိုင်မယ်ရှင့်ဒါကခမန်းထားတာတလောက်ကပြောပြရနော်ဒီဗီလာပေးထားတဲ့ကြေးကလည်းပေါ့နော်တဝက်ရှုံးဆိုတော့ဒီဗီလာဘက်မှာနေမဲ့တူတွေကတော့များမယ်လို့တော့ထင်နေပွဲချိန်နီးတို့တော့ကြေးကပြောင်းတဲ့အတွက်ပေါ့နော်ကြေးပြောင်းသွားရင်လည်းတမျိုးတော့လုပ်လို့ရတာပေါ့နော်ဘက်ကတင်နေဘက်ကရမယ်ဒါကတော့ဒီပွဲကိုနော်ဗီလာဘော်ဒီနဲ့6ဘော်တော့စွန်သားကြည့်ထားတယ်အကိုလိုကြရင်တော့ယူသုံးလို့ရတယ်မကြရင်တော့ဘက်ကနိုင်ပါတယ်ရှင်ဒါဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲရကျွန်တော်ကျင်ပါတယ်အခုလို PT ကြည့်ရှုပေးတဲ့အတွက်အကိုရဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်